ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Family Worship Center နဲ့ပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကတော့မြို့စိတ်ဆိုတဲ့အခေါင်းစဉ်နဲ့ကျွန်တော်ကျမ်းစာဖတ်တော့မှာဖြစ်တယ်မြို့စိတ်ဟာဘုရားသခင်ကအရန်အရေးကြီးတဲ့အရာထဲမှာစကားပြောတာဖြစ်တယ်เนาะဥပမာနဲ့ပြောပြီးမှစင်းလင်းနဲ့ပြန်ပြီးတော့စင်းလင်းတဲ့အရာကိုဒီနောက်ကပတ်တော်အဖြစ်ခွင့်အားပေးချင်ပါတယ်လို့ရှမတ်တဲ့ခရစ်ဝင်အခန်းကြီး33အပိုင်းငယ်တိကနေအရေးဖတ်မယ်ဥပမာကိုပြောတဲ့အရာကိုအရေးဖတ်ပြီးမှစီလင်းချက်ပြီးတဲ့နေရာကိုပြန်ပြီးတော့ဖတ်ပေးမှာဖြစ်ပါတယ်ရှမတ်တဲ့ခရစ်ဝင်အခန်းကြီး33ပိုင်းငယ်တိကနေကျွန်တော်အရေးဖတ်မယ်ထိုနေ့၌ယေရှုသည်အိမ်ကထွဲ၍အနာမှာထိုင်နေတော်မူသည်တွင်များစွာသောလူအပေါင်းတို့သည်ကိုရောကိုဝန်းရံ၍စုဝေးလျက်ရှိကြသောအကြောင်းလေထဲသို့ဝင်၍ထိုင်တော်မူ၏ပရိသတ်အပေါင်းတို့သည်ကောင်းပေါ်မှရပ်နေကြ၏ထိုဥပမာစကားများတို့ကိုမွဲ့ဆိုတော်မူသည်မှာမြို့စစ်ကျဲသောသူသည်မြို့စစ်ကိုကျဲချင်းကထွက်သွား၏အစိတ်ကိုကျဲသည်တွင်အချို့သောအစိတ်တို့သည်လမ်းနှကြသဖြင့်ငဲ့တို့သည်လာ၍ကောက်စားကြ၏အချို့သောအစိတ်တို့သည်မြေနေ၍ကြောက်ပေါ်များသောကြောင့်အရနှကြသောဖြင့်မြေတိမ်သောကြောင့်ချက်ချင်းအပြင်ပေါက်တော်လဲနေထွက်သောအခါဘူလောင်သည့်ဖြစ်၍အမိမဆွဲသောကြောင့်ညှိုးနွမ်းပြည့်ရှိခြင်းသို့ရောက်ကြ၏အချို့သောအစိတ်တို့သည်စူးပင်တို့တွင်ကြာသဖြင့်စူးပင်တို့သည်ကြီးပွား၍ငင်းဆဲ၏အချို့သောအစိတ်တို့သည်ကောင်းသောမြေ၌ကြာသဖြင့်အစ30အစ60အစ100များ၍အတီးတီကြ၏ကြားเสียနာရှိသောသူမီဒီကကြားပါစေခန်းကြီးဆက်ရှိထဲမှာပြန်အဖြစ်ပေါ်လေဒီမှာအဖြစ်ပါမယ်မြို့စစ်ကျေသောသူသည်ဥပမာအ내အတိပေကိုနားထောင်ကြလောလမ်းနာအစိတ်ကိုကျေချင်းအကြောင်းအရာကနိုင်ငံတော်ဤတရားစကားကိုကြား၍နှလုံးမသွင်းသည်ရှိသောနတ်ဆိုးလာ၍နှလုံး၌ကျေသောအစိတ်ကိုနှုတ်ယူတတ်၏ဟုဆိုလိုသည်ကြော့ပေါ်များသောအရနာအစိတ်ကိုကျဲချင်းအကြောင်းအရာကတရားစကားတော်ကြားတယ်ဝမ်းမြောက်သောစိတ်နဲ့ချက်ချင်းခံယူတယ်စိတ်နှလုံးမှာအမိမဆွဲသောကြောင့်ခဏပဲတည်ပြီးတော့တရားစကားကိုအမှုအခင်းနဲ့ညီဆဲချင်းကိုခံရအခါချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည်တဲ့စူးပင်တွင်အစိတ်ကိုကျဲချင်းအကြောင်းအရာကတရားစကားကိုကြားတယ်လောကီအမှုရ၌စိုးရင်ချင်းစီးစီဥစ္စာ၏လက်စားချင်းတရားစကားကိုလွမ်းမိုးငင်းဆဲတတ်သောကြောင့်အတိမတိနိုင်ဟုဆိုလိုသည်ကောင်းသောမြေ၌ဒီနေရာမှာအရာကြီးတဲ့ကောင်းသောမြေ၌အစိတ်ကိုကျဲချင်းအကြောင်းအရာဟုမူကားတရားစကားကိုကြားတယ်နှလုံးကိုတွင်းတယ်နှလုံးထဲမှာတွင်းသဖြင့်အစ30နော်အစ60အစ100ပွားများ၍အတီးတီတတ်၏ဟုဆိုလိုသည်တဲ့ကျမ်းနာတော်သူအရောက်ချင်းချီတန်ဘုရားသခင်ပွားများသောအသက်တာကောင်းကြီးပေးပါစေဘုရားစကားဟာမြို့စိတ်ဖြစ်တယ်ဘုရားစကားဟာကြားတယ်နော်ကြားတယ်မယုံကြည်ဘူးဆိုလို့ရှိရင်တင့်တဲ့ကောင်းကြီးမဖြစ်ဘူးဖျားစကားဟာကြားတယ်နော်ကြားတယ်ယူတယ်နော်ခံယူပါတယ်ဒါပေမဲ့လောကအရာကကျွန်တော်တို့လွမ်းမိုးတဲ့အခါမှာအဲ့ဒီဖျားစကားဟာတင့်တဲ့အတီးမဖြစ်တော့ဘူးပျောက်ကွယ်သွားပြီဘာဖြစ်လို့ဆိုရင်တော့ကြောင့်အဲ့ဒီနော်အဲ့ဒီဆိုရင်ချင်းကပဲအနံ့ယူသွားတာဖြစ်တဲ့အတွက်ကြောင့်မပွားများဘူးနော်မြေ၌ကြားတဲ့အဲ့ဒီစပစိတ်နော်မြို့စိတ်ဟာဘုရားစကားကိုကြားတဲ့အခါမှာဒီဟာကကျွန်တော်အတွေ့ဖြစ်တယ်နော်အကျွေးမဲ့ခံယူပြီးမှနှလုံးသွင်းပြီးမှအဲ့ဒီအသက်ရှင်ပဲဆိုလို့ရှိရင်များသောအတီးကိုဒီနန်သောအခွင့်တန်ရှင်သောဝိညာဉ်တော်ကိုယ်ကပဲကျွန်တော်တို့ပေးတော်မှာဖြစ်တဲ့
ဒါကြောင့်မလို့ဘုရားစကားကိုကြားပဲမကြားပဲနဲ့ကြားပြီးမှနှလုံးသွင်းနိုင်တော့အသက်တာခံယူနိုင်တော့အသက်တာဖြစ်ပါစေဟုဒီနှုတ်ကပတ်အဖြစ်ခွန်အားပေးချင်ပါတယ်အရောက်ချင်းရှိတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေ God bless you all